မင်္ဂလာပါခင်ဗျာလူကြီးမင်းတို့ကဆိုင်ခွဲအသစ်တွေထပ်မံဖွင့်လှစ်တဲ့အခါမှာ Liver software ထဲမှာဆိုင်ခွဲအသစ်ထပ်ပြီးတော့ဖန်တီး create လုပ်တဲ့ setting လေးပြပေးပါမယ် Liver back office တွေကဒီ setting ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်ခင်ဗျာနှိပ်လိုက်ပြီးတဲ့အခါမှာဒီ store ဆိုတာလေးကိုနှိပ်ပါမယ် store ဆိုတာလေးကိုနှိပ်ပြီးတဲ့အခါမှာဒီအပေါ်မှာ add store ဆိုတာလေးနှိပ်ပေးပါမယ်ခင်ဗျာဒီမှာကတော့လူကြီးမင်းတို့ထပ်မံပြီးတော့ဖွင့်လှစ်လိုက်တဲ့ဆိုင်နာမည်လေးထည့်ပါမယ်ခင်ဗျာပြီးတဲ့အခါကျွန်တော်တို့ save လေးနှိပ်ပါမယ်ခင်ဗျာဒီခုကဲ့သို့ store ကို create လုပ်ပြီးတဲ့အခါမှာလူကြီးမင်းတို့ဒီ item တွေထဲကိုသွားပြီးတော့ဒီ item တွေထဲမှာ setting လေးတွေလုပ်လို့ရပါတယ်အကယ်၍လူကြီးမင်းကအခုဒီ 100 plus ဆိုတဲ့ဒီ item လေးကိုပေါ့နော်လူကြီးမင်းတို့ရဲ့ဘယ်ဆိုင်မှာမှရတယ်ဘယ်ဆိုင်မှာမရဘူးဆိုတဲ့ setting လေးတွေလုပ်ချင်ရင်ဒီဟာလေးအမှန်ချစ်လေးတွေချစ်ပေးလိုက်လို့ရပါတယ်အမှန်ကြီးချစ်ထားတဲ့ store ဆိုင်တွေမှာပဲ item လေးရပေါ်မှာဖြစ်ပါတယ်နောက်ပြီးတော့မတူညီတဲ့ဈေးတွေလည်းရောင်းလို့ရပါသေးတယ်ဒီဆိုင်မှာ2000ရောင်းပြီးတော့နောက်ဆိုင်မှာ2200ရောင်းနေတယ်ဆိုလဲ setting လေးထည့်ပေးလို့ရပါတယ်ဒီခုကဲ့သို့ setting လေးပြီးသွားရင် save လုပ်လို့ရပါတယ်ရောင်းကုန်လေးတွေကိုအဲ့ဆိုရင်နော်လူကြီးမင်းဆိုင်သစ်လေးဖန်တီးပြီးသွားပါပြီဆိုင်သစ်လေးဖန်တီးပြီးတဲ့အခါမှာဒီ POS device ပေါ့နော်ထပ်ပြီးတော့လူကြီးမင်းတို့အသုံးပြုမဲ့ဖုန်းတွေ tablet တွေအတွက် POS device လေးဖန်တီးပေးပါမယ် add ဆိုတာလေးကိုနှိပ်ပါမယ် add ဆိုတဲ့အခါမှာကျွန်တော်တို့ကနာမည်လေးပေးပါမယ်ခင်ဗျာပြီးတော့ဘယ်ဆိုင်ခွဲအသစ်အောက်မှာထည့်မှာလဲပေါ့နော်ဘယ်ဆိုင်ခွဲအသစ်အောက်ကိုထည့်မလဲကိုထည့်ချင်တဲ့ဆိုင်ခွဲရဲ့နာမည်လေးရေးပါမယ်ပြီးရင် save လုပ်လိုက်ပါမယ်အဲ့ဆိုလို့ရှိရင်ယခုပြတဲ့ဆိုင်လေးရဲ့အောက်မှာအသုံးပြုဖို့ဖုန်းတစ်နေရာသာရသွားပြီပေါ့နော်ထပ်ပြီးတော့ထည့်ခြင်းလဲ add လေးနှိပ်ပြီးထည့်လို့ရပါတယ်ခင်ဗျာအဲ့တော့လူကြီးမင်းတို့ရဲ့ tablet မှာ login ဝင်တဲ့အခါကြာလို့ရှိရင် login ဝင်ပြီးတော့ user name password ရိုက်ပြီးတဲ့အခါကြာလို့ရှိရင်အခုအသစ်ထပ်ပြီးတော့ထည့်လိုက်တဲ့ဆိုင်ခွဲနာမည်လေးကိုရွေးချယ်ပြီးတော့ login ဝင်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ